Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့နောင်ယိုးလို့ခေါ်ပါတယ်နောင်ယိုးပါအခုတော့ကီးဘုတ်တာဝါဆိုတဲ့ game ဆော့ပြောင်းဖြစ်ပါတယ်နောက်ကြလို့ရှိရင်တော့ကိုဆော့သေးခြင်းတဲ့ game ကိုမန်းကြလိုက်ပါကောင်းပါမှာဒါပြီးလို့ချင်းနောက်ကျဆော့ပြပါမယ်အခုတော့ကီးဘုတ်တာဝါကိုခုံးပြပါမယ်ကျွန်တော်ဟိုးရင်တော့ကီးဘုတ်တာကိုတစ်ခါခုံးပြန်တိုင်းမဲ့အဲ့တော့ကြာပြီးတော့တေးလိုက်ပါညာပေါ့အဲ့တိုင်းနေဖြစ်နေတော့ကျင်းဒီခုကကြတော့မတီးအောင်လို့ဆော့ပြန်ကြာပြီအလိုတော့နောက်ကျရင်တော့ကျွန်တော်အခုနေချင်းနေဆိုတော့ကျွန်တော်ခုနေချင်းနေဆိုတော့ like and subscribe လေးကိုလုပ်ပေးခဲ့ကြပါနောက်ကျရင်ဒီတက်ကောင်းတဲ့ဗီဒီယိုတွေထပ်တင်ပေးပါဝမ်လီချန်ဗီဒီယိုတွေအဆုံးတင်ပေးပါနောက်ကျရင်ဝမ်လီချန်ဗီဒီယိုတွေအဆုံးတင်ပေးပါခုတော့မအောင်မြင်သေးတော့ကျွန်တော်အခုတော့မအောင်မြင်သေးလို့ဆော့ပြန်နေပြီဒါပြီးလို့ရှိရင်ဒီနေ့မှန်းပေးထားတဲ့ကောမန်တွေကဂိမ်းတွေကိုဆော့ပြမှာခုတော့ကီးဘုတ်တာဝါလေးခုံလေးပုံရှင်းလာလားဟိုတော့ကီးဘုတ်တာဝါခုံလေးကျွန်တော်ကီးဘုတ်တာဝါပါ1နဲ့ပါ2တို့ပဲခွဲလိုက်မှာဘာဖြစ်လို့လဲဆိုတော့ကီးဘုတ်တာဝါခုံလေးနေမှာကျွန်တော်ဟိုဖြစ်တယ်ဟိုဖြစ်နေဒီပြန်ခံတော့တာအကြောင်းမလို့ဒီပြန်မြင်ရတော့လို့ရှိရင်အိုးတေးရပြအိုးဒီမြင်ရတော့ဂျီယုံကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်โอเคသွားပြီအိုးရတယ်ဘတ်ဝီဘတ်对了တော်သေးတယ်အောင်ရေအောက်ပြုတ်ချတော့မှာတော်သေးတယ်အေးသွေးထီနေပြီများတော့ငါကောင်သေကောင်နီးနေရပြီအေးဒီကောင်အကျင်းမပုတ်လို့ပေါ့ငါဝင်တော့ကခုံသေးအဲ့တော့ဆိုကောင်မတယောက်အကျင်းပုတ်တာကျင်းမတရားပုတ်တာမင်္ဂလိဖြစ်ပြီးအကျင်းပုတ်โอเคနောက်ကြလို့ရှင်Minecraft ကိုမှ survival ဆော့ပြဖို့လည်းရှိပါတယ်အဲ့တော့ကျွန်တော် like and subscribe လေးလုပ်ပြီးကူညီခဲ့ကြပါကျွန်တော်ဗီဒီယိုလေးတွေကိုVPN လေးခံကြည့်ပေးခြင်းအပြင်ကျွန်တော်ကူညီရရောက်ပါတယ် subscribe လေးတွေ like လေးတွေလည်းလုပ်ပေးခဲ့ကြပါအောင်လို့ကျွန်တော်နာမည်နောင်ယူတိကျတော့အေးမဒီရသေးရပြီဟိုသွေးမရဘူးမင်းရလေဆရာကြီးပဲလေတော်သေးကြတော့မှာမင်းတက်လို့ရတယ်အဲ့မကြီးတွေရောက်ကြာငါနီးလေရပြီအောင်ကြီးငါကောင်ဘလို့ဒမ်းမစ်တွေကြီးကုန်လာတော့ငါကောင်သွေးပြေးနေပြီနည်းနည်းပြန်ပြေးနေ
ကြာနေလေအော်ဘာမြန်လဲလို့ဟေးအပေါ်တော့ရောက်တော့မှာဗောပျောက်သွားတာဘာတော့ဟာရပြီတော်သေးတော့ဗောတိတ်မလို့တော့ဒါလေးကိုနည်းနည်းမြန်ပြီးကောင်ကိုခုန်ကြည့်အောင်လားဦးတော်သေးတယ်ဟင်းရေနည်းနည်းလေးလို့တော့ကြားဖို့နောက်ကျစတင်မဝါးရဲ့ဇွန်ဘီလဗဇတ်ဇွန်ဘီတွေဆော့ပြမှာရောကျွန်တော် like and subscribe လေးလုပ်ခဲ့ပေးပါဦးဒီတော့ကျွန်တော်အခုမှအဲ့ဒါ brand လောက်တာငါစားစပွန်ဝိုင်းချင်းနေတာဟုတ်ပြကြပါရဲ့ကွာရတယ်ရပြီဒီတော့ကျေးဇူးရောင်ရေโอเคပါအဲ့တော့ဒါလေးကတော့ပါ1ပဲဖြစ်ပါတယ်နောက်ကြမှာပါ2ကြမှာ